ယောက်ကို1000 ဟိုတယ်တောင်ရှိပါတယ်ပကံကိုခီးသွားဖို့အတွက်ဘယ်လိုပြင်ဆင်ရမလဲဆိုတော့နဲ့ပတ်သက်ပြီးပြောပြပေးပါမယ်ကျွန်တော်အချက်လေးနဲ့ပြောပြပေးပါမယ်ဗျနံပါတ်1ချက်ပတ်စံပဲဖြစ်ပါတယ်ပတ်စံမရှိဘဲနဲ့ကျွန်တော်စိတ်ကူးပဲယင်လို့ရမယ်ဘာမှလုပ်လို့မရအောင်အဲ့အတွက်ကြောင့်ပတ်စံတော့နံပါတ်1နေရာမှာတော့ကျွန်တော်အနေနဲ့ထားထားပါတယ်နံပါတ်2ချက်ကျွန်တော်သွားတဲ့ခါကျရင်ဘယ်နေ့သွားမယ်ဘယ်နေ့ပြန်လာမယ်အဲ့ဒါကအရေးကြီးဆုံးပဲဗျအဲ့ဘယ်နေ့သွားမယ်ဘယ်နေ့ပြန်လာမယ်ဆိုတာကိုကျွန်တော်တို့မလုံနိုင်သေး၍ကျွန်တော်ခီးသွားဖို့ဆိုတာမဖြစ်နိုင်သေးဘူးအကယ်၍အဲ့ဒါကိုလုံနိုင်ပြီဆိုတော့ခီးသွားဖို့အတွက်ပထမခြေလမ်းဒုတိယခြေလမ်းပေါ့ဗျာဒုတိယခြေလမ်းစလမ်းလို့ရပါပြီနံပါတ်3ချက်မြို့တစ်မှာတဲမှာလားမြို့ဟောင်းမှာတဲမှာလားဒီနှစ်ခုကွာခြားချက်လေးကျွန်တော်ပြောပြပေးမယ်ဗျမြို့တစ်မှာဒီဟိုတယ်ဈေးတွေကမြို့ဟောင်းကဟိုတယ်ဈေးထက်ဆိုင်အနှဲငယ်တက်တာတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်သိတဲ့လောက်ပြောပြပေးပါမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီနာမည်ကြီးဖရားတွေဥပမာအားဖြင့်အာနန္ဒာဖရားတို့ကျွန်တော်အလိုတော်ပြည့်လို့နောက်တစ်ခါကျရွှေစည်းကုံလို့စသဖြင့်အဲ့လိုဖရားတွေနဲ့နည်းနည်းလေးလှမ်းနေဗျ။နောက်တစ်ခါကျတော့ပကံမာကကျွန်တော်ညဈေးတန်းကတော့နည်းနည်းနာမည်ကြီးရဲ့ထဲမှာပါတယ်လူတိုင်းနီးပါးသွားကြတယ်ဆိုတော့အဲ့ညဈေးတန်းကိုကျွန်တော်ညဘက်တွေသွားတဲ့အခါကျရင်မြို့တစ်မှာတဲတဲ့သူတွေကနည်းနည်းလေးစောစောပြင်ရတယ်ဗျကျွန်တော်တော့အဲ့အချက်တွေကြောင့်ပဲမြို့တစ်ကဟိုတယ်ကြီးကစီလင်းနဲ့တက်တာဝိုင်းလို့ထင်ပါတယ်မြို့ဟောင်းကဟိုတယ်ကြီးကကြောင့်ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲနာမည်ကြီးဖျားတွေနဲ့တော်တော်လေးနီးတယ်နောက်တစ်ခါကြောင့်ညဘက်ကျွန်တော်ဒီညဈေးတန်းမှာကျွန်တော်နေကျင်တဲ့သူတွေညဈေးတန်းကိုပတ်ချင်တဲ့သူတွေကကြောင့် AC ပတ်လို့ရတယ်ပြီးတဲ့အခါမှာကျွန်တော်ဟိုတယ်ကိုလည်းကျွန်တော်ဒီပြောမယ်ဆိုရင် AC ပြန်လို့ရတာပေါ့ဗျာအဲ့ဒီနှစ်ခုကြောင့်ပဲကျွန်တော်တို့စီးလုံးလေးကွာခြားသွားလို့ထင်ပါတယ်နံပါတ်4ချက်ဟိုတယ်ဘိုကီတင်ဖို့အတွက်ဆိုရင်တော့ဟိုတယ်တစ်ခုတည်းပဲကျွန်တော်ရွေးချယ်လို့မရပါဘူးဟိုတယ်ကြီးအများကြီးလိုက်ပြီးဖုံးဆက်ပါမယ်ဒါလည်းကျွန်တော်ပြောမယ်ဆိုထီထိုးတယ်လို့ပဲဗျဒီကိုကမှားသွားပြီဆိုရင်သွားပြီးချင်းမိပြီပဲဆိုတော့ဟိုတယ်ဘိုကင်းကျွန်တော်ဘယ်လိုတင်ရမလဲဆိုတော့ဟိုတယ်ဘယ်လိုရွေးရမလဲပေါ့ဟိုတယ်ရွေးတဲ့အခါမှာကိုကမြို့ဟောင်းမှာတဲမယ်ဆိုရင်တော့ကျွန်တော်ကတော့မြို့ဟောင်းမှာပဲတဲနေကြဆိုတော့မြို့ဟောင်းမှာကတော့လွန်ခဲ့တဲ့3နှစ်ကကျွန်တော်သွားတော့ကဆိုရင်တော့ဒီတယောက်ကို1000 ဟိုတယ်တောင်ရှိပါတယ်အဲ့ဒီဟိုတယ်ကတော့လက်ရှိမှာတော့ဈေးလေးတော့တက်နေလောက်ပြီလို့ထင်တယ်အဲ့ဒီ1000 ဟိုတယ်လေးရှိရဲကျွန်တော်ဒီပြောအလဲလက်ဆိုရင်တော့ကျွန်တော်4000 5000တသိန်းကျော်တော့ဟိုတယ်ကြီးအစားအစာရှိတာပေါ့ဗျာဒါရတော့ကိုယ့်ရဲ့ budget နဲ့အညီကိုတွေကဒီရွေးချယ်လို့ရတယ်အဲ့ဒီခါမှာလည်းဟိုတယ်ကိုကျွန်တော်9ခုလောက်ကိုကျွန်တော်အနည်းဆုံးထားပြီးတော့ဖုံးဆက်ပါဖုံးဆက်တဲ့ခါမှာလည်းသူတို့ဘက်ကနေပြီးတော့ပေးနိုင်မဲ့ service တွေကဘယ်လိုရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့တခါတည်းမိပါပြီးတဲ့ခါမှာလည်းကျွန်တော် e-bike ကလည်းကျွန်တော်အခုလက်ရှိကျွန်တော်နောက်ဆုံးသွားတော့ဆိုရင်တော့တရက်ကိုသူ့အနေနဲ့2000ဆိုပြီးတော့တတ်မှတ်တယ်အဲ့ဒီခါမှာ2000ကတော့ကျွန်တော်ဒီ8နာရီလားမသိဘူးဗျရတယ်8နာရီလားမသိဘူးရတယ်အဲ့8နာရီကျော်ပြီဆိုတော့နောက်တရက်စာနေနဲ့သူတို့ထပ်ကောက်တယ်ဗျနောက်တရက်စာဆိုတာထက်ကျွန်တော်ဒီ4နာရီကျော်သွားပြီဆိုရင်တော့နေ့တစ်ဝက်စာစသဖြင့်အဲ့လိုမျိုးကောက်တာမျိုးရှိတယ်ဆိုတော့ဟိုတယ်ကိုရွေးတဲ့ခါကျရင်လေတေချာလေးရွေးချယ်ပါနံပါတ်5ချက်လမ်းကြောင်းချိန်နေလမ်းကြောင်းချိန်တွေကတော့ကျွန်တော်ဘယ်လိုသိနိုင်လဲဆိုတော့လက်ရှိကျွန်တော် social media တွေမှာပဲကျွန်တော်ရှာလို့ရမယ်ဥပမာအားဖြင့်အခုကျွန်တော်ပကံကိုသွားမယ်ဆိုရင်ကျွန်တော် Facebook တို့ဘာလို့မှဆိုရင်ကျွန်တော်ပကံခီးသွား group လေးရှိတယ်အဲ့မှာကျွန်တော်မေးလို့ရတယ်မေးတဲ့အခါမှာလည်းကျွန်တော်တို့ဘက်ကနေပြီးတော့အတန်းနိုင်ဆုံးတော့သူတို့သိတဲ့လောက်လေးတော့ပြန်ဖြေပေးတယ်ကိုတွေကချင့်ချိန်ပြီးတော့ပဲကျွန်တော်ဦးတီဆုံးဖြတ်လို့ရမယ်ဗျာတရားရဂိုင်တို့ကျွန်တော်ယုံကြည်လို့မရဘူးဘာလို့ဆိုကျွန်တော်လက်တီတောင်မှဗျာတစ်ချောင်းနဲ့တစ်ချောင်းမညီဘူးဗျအဲ့ဒီအတွက်ကြောင့်ကိုရီးယားလေးချင်းချင်းပြီးတော့မှအဆင်ပြေနိုင်လားအဆင်မပြေနိုင်လားဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘက်ကနေပြီးတော့လမ်းကြောင်းချင်းနေနဲ့ပတ်သက်ပြီးရွေးချယ်ရမယ်ဗျနံပါတ်6ချက်ကိုကဘာနဲ့သွားမှာလဲရထားနဲ့သွားမှာလားကားနဲ့သွားမှာလားကျွန်တော်တော့ရထားနဲ့မကြိုက်ဘူးပကံကိုသွားတဲ့ခါမှာကျွန်တော်ရထားနဲ့သွားတာလုံးဝမကြိုက်ပါဘူးဘာလို့လဲဆိုတော့မင်းသွားဘူးလို့လားဆိုရင်တော့ကျွန်တော်မသွားဘူးကျွန်တော်စဉ်းစားတော့ပကံဆိုတာကကျွန်တော်မြေပြန့်ဒေတာပဲမြေပြန့်ဒေတာကိုကျွန်တော်ဒီရထားနဲ့သွားတဲ့ခါမှာရထားနဲ့သွားတာကတေးကြတယ်ကျွန်တော်ပင်မန်းတယ်ဆိုတော့ကျွန်တော်ရှုခင်းနေရတယ်ကျွန်တော်အဲ့လောက်ထိကျွန်တော်ရင်သက်ရှုမဝယ်ကောင်းတဲ့ရှုခင်းတွေကအဲ့လောက်မြင်မြတ်ဆဆပါလေ